Okay အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အနေနဲ့ဒီဟာနဲ့ကျွန်တော်ဗီဒီယိုလုပ်ဖြစ်တဲ့အကြောင်းရင်းကခြားတော့ကျွန်တော်ကဒီကောက်တင်နဲ့ပတ်သက်ပြီးတော့ပြန်မလေ့လာဖြစ်တာကြာပြီဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကောက်တင်နဲ့ပတ်သက်ပြီးကျွန်တော်ကပြန်လေ့လာမှဖြစ်တယ်မလေ့လာကြတော့တစ်နှစ်လောက်တော့ရှိပြီဗျနှစ်လောက်တော့ရှိပြီဒီဗီဒီယိုအတိုင်းမဲ့ကျွန်တော်အနေနဲ့ပြန်ပြီးတော့လေ့လာမှဖြစ်တယ်အဲ့ဒီမှာကျွန်တော်အနေနဲ့ပြန်ပြီးတော့လေ့လာမှဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ရင်ဆိုင်ရမှာနှစ်ခုပဲအဲ့တော့ကျွန်တော်တယောက်တည်းလေ့လာမယ်ဆိုရင်ကျွန်တော်ပုံမှန်တိုင်းပဲတယောက်တည်းပဲအဲ့တော့သွားဖြစ်မှာပဲဒါပေမဲ့တစ်ခုရှိရတာကျွန်တော်ကအခုအနေနဲ့စဉ်းစားလိုက်တာကြတော့ဗီဒီယိုလုပ်ပြီးတော့မှကျွန်တော်တို့တင်မယ်ပေါ့ဗီဒီယိုလုပ်ပြီးတော့တင်မယ်အဲ့လိုဆိုရင်ကျွန်တော်အနေနဲ့ကျွန်တော်လေးလေ့လာဖြစ်တယ်ဒါပေမဲ့တခြားသူတွေလေးလေ့လာဖြစ်တယ်နောက်ပြီးတော့မှကျွန်တော်အနေနဲ့တခြားသူတွေနားလေဟိုလေကျွန်တော်ကရှင်းပြရမယ်ပုံစံအခြေအနေတစ်ခုရောက်သွားတယ်ဗျာအဲ့တော့ကျွန်တော်ရဲ့လေ့လာတဲ့ဟာမှလေးအထောက်အကူဖြစ်မယ်နောက်ပြီးတော့တခြားလေ့လာနေတဲ့သူတွေစပြီးတော့လေ့လာနေတဲ့သူတွေတော့လည်းအထောက်အကူဖြစ်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ဒီလိုမျိုးဒီ decision တစ်ခုကိုရှာတာဖြစ်တယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ကကြတော့ဒီ GS နဲ့ပတ်သက်ပြီးတော့တေချာသွားဖြစ်မှာဖြစ်တယ်ပထမဆုံး GS ကိုသွားမှာဖြစ်တယ်အဲ့တော့ပထမဆုံးကျွန်တော်တို့လုပ်ရမယ့် process ကကြတော့ကျွန်တော်ဒီ editor မိတ်ဆွေတို့ကကြတော့ဒီ editor ကိုသုံးလဲတော့မသိဘူးဗျာကျွန်တော်ကကြတော့ဒီ VS Code ကိုသုံးတယ်ဒီ VS Code ကိုသုံးတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့တခြား code တွေသုံးလို့ရ add-in code တွေကိုလည်းကျွန်တော်မိတ်ဆွေတို့အနေနဲ့သုံးလို့ရတယ်ဗျမိတ်ဆွေတို့အနေနဲ့ဒီ add-in code တွေကိုလည်းသုံးလို့ရတယ်ကျွန်တော်ပြမယ်တစ်ချက်ဒီ add-in editor ဒီ code တွေကိုလည်းသုံးလို့ရတယ်မိတ်ဆွေတို့အနေနဲ့ကိုအဓိကကျတော့ကိုကြိုက်တာသုံးရဒီ add-in ကိုသုံးလို့ရဒီကသူ့ရဲ့ဒီ official ရှိရအဲ့ဒီတော့ねဒီ add-in ကိုသုံးလို့ရတယ်နောက်တစ်ခြားကကြတော့အဲ bracket ကိုလည်းသုံးလို့ရတယ်အဓိကကျတော့ editor ကကျတော့အဓိကကိုကြိုက်တာသုံးရ editor ကကျတော့ software editor ကကျတော့ကိုကြိုက်တာသုံးဒီ bracket ကိုလည်းသုံးလို့ရတယ်ကျွန်တော်သုံးမှာကြတော့ဒီ VS Code ကိုသုံးမှာဖြစ်တယ်ကျွန်တော်ကတော့ဒီ VS Code ကိုသုံးမှာအဲ့တော့ miss ကိုကြိုက်တယ်ဆိုရင်သုံးအဲ့တော့ကျွန်တော်က VS Code ကိုသုံးမှာဖြစ်တဲ့တော့ပထမဆုံးကျွန်တော်တို့ editor ရှင်းရမယ့် process ကကြတော့ဒီမှာကြပထမဆုံး miss တို့အနေနဲ့ theme ကိုရွေးလို့ရတယ် theme ကကြတော့ဒီ Monokai Pro သုံးလို့ရတယ်တကယ်လို့ဒီတခြားသုံးတွေလည်းသုံးလို့ရတယ်ဗျဥပမာဒီလိုမျိုးဒီထဲကနေမှ theme ထဲမှာကျွန်တော်တို့ကဒီ color theme ရှိတယ်အဲ့ဒီမှာကျွန်တော်မိတ်ဆွေတို့ကကိုကြိုက်တဲ့ theme ကိုရွေးချယ်ပြီးတော့သုံးလို့ရမှာဖြစ်တယ်ကျွန်တော်က Monokai Pro ကိုသုံးမှာဖြစ်တယ်မိတ်ဆွေတို့အနေနဲ့လည်း Monokai Pro ကိုသုံးရှင်းတယ်ဆိုရင်ဒီနေရာမှာ Monokai Pro ကိုတွားပြီးတော့မှရိုက်ရှာပြီးတော့သုံးလို့ရတာဖြစ်တယ်ဒါကြတော့ Monokai Pro ပေါ့တခြားသုံးတွေလည်းမိတ်ဆွေတို့ကြိုက်တဲ့ဟာဒီနေရာမှာရွေးချယ်ပြီးတော့သုံးလို့ရတယ်တခြားကိုပြီးတော့တည်စင်ရဆိုရင်ကြတော့ Google တို့မှာဗာ theme တွေရှိတယ်ကိုယ့်အကိုလေ့လာပြီးတော့မှကိုကြိုက်တဲ့ theme ကိုလေးပြောပြီးတော့ရွေးချယ်ပြီးတော့သုံးလို့ရတာဖြစ်တယ်နောက်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်ဒီ icon themes တွေtheme တွေမှာကျွန်တော် file icon theme မှာ icon theme မှာကြတော့ themes တွေကတော့အများကြီးဗျာကြိုက်တဲ့ဟာတော့ကျွန်တော်ကကြတော့ဒါလေးကိုသုံးမှဖြစ်တယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ setting ရှင်းပေးရမယ့် process ကကြတော့ဒီထဲမှာပဲဒီ setting ထဲမှာကျွန်တော်တို့က auto save ဆိုပြီးတော့ရှိရ auto save မဲ့ဆိုတော့ဒီ edit လုပ်နေတဲ့ရိုက်နေတဲ့အရှင်တင်ကျွန်းတွေမှာကျွန်တော်တို့ဒီ data auto save နေရာမှာ focus change ကိုဆိုပြီးတော့ရှင်းပေးပါနောက်တစ်ခုကျတော့ကျွန်တော်တို့ format နေရာမှာကျတော့ format on save ကိုကျွန်တော်တို့ဒီ select လေးအမှန်ချက်လေးချိန်ပေးပါနောက်တစ်ခုကျတော့ font size ပါ font size ကကျတော့မျိုးကြိုက်တဲ့ဟာဘယ်လောက်ထိသုံးပါလဲ16လား14လားကြိုက်တဲ့ဟာကိုရွေးချယ်ပြီးတော့သုံးလို့ရတယ်နောက်တစ်ခုကကျတော့ text size ကမျိုး4သုံးပါလားဒါမှမဟုတ်2ဒီ space က2ပဲသုံးပါလား4ပဲသုံးပါလားကြိုက်တဲ့ဟာရှင်းပြီးတော့သုံးလို့ရတာဖြစ်တယ်ဒါကြတော့ကျွန်တော်ဒီပထမဆုံးကျွန်တော်သွားခင်ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီပထမဆုံးဒါလေးကိုရှင်းပေးပါကြကျွန်တော်ကကြတော့ဒီတောက်လျှောက်ဒီကျွန်တော်လေ့လာတဲ့ post ကျွန်တော်လေ့လာတဲ့ဟာကိုကြတော့ဒီ shine နေမှာပဲကျွန်တော်တောက်လျှောက်တင်ပြသွားမှာဖြစ်တယ်အဲဒါစလေ့လာနေမယ်ဆိုရင်ကျွန်တော်အနေနဲ့ကျွန်တော်နဲ့အတူစပြီးတော့လေ့လာလို့ရတယ်ကျွန်တော်မလေ့လာတာတော့ကြာပြီကျွန်တော်ကရင်ကကြတော့ full stack နဲ့လုပ်ခဲ့ရဗျပြန်လေ့လာမယ်ဆိုပြီးတော့ပြန်ပြီးတော့တစ်ပြန်လေ့လာတာဖြစ်တယ်အဲတော့ miss လေ့လာမယ်ဆိုရင်ကြတော့လေကျွန်တော်နဲ့အတူလေ့လာဖြစ်မှာပါကျွန်တော်အကြတော့လေတေချာလေးဒီရင်လို့ GS ကိုလေ့လာနေတယ်ဆိုရင်ကြတော့ကျွန်တော်လည်းတောက်လျှောက်
jazz နဲ့ပတ်သက်ပြီးတော့တေချာလေးပိုင်ဝင်နေတူတော့မယ်ဗျကျွန်တော်အနေနဲ့တောက်လျှောက်အဲ့ခြေကိုသွားမှာဖြစ်တယ်ပထမဆုံးသွားမှာကြတာဟုတ်ကဲ့ပါဗျဒါကြတော့ကျွန်တော်ပထမဆုံးတင်တဲ့ဗီဒီယိုအဲ့တော့ကျွန်တော်နဲ့အတူလိုက်လုပ်ကြဖို့ဗျဟုတ်ကဲ့ပါဗျကျေးဇူးပါဗျဒီလောက်ပါပဲကျွန်တော်ဗီဒီယိုနဲ့ပါတော့ဒီလောက်ပါပဲကျေးဇူးပါဗျ